ဇလန်းဆက်မှာတော့တောနက်ကြီးတစ်ခုထဲမှာမုတ်ဆိုးတွေကချင်ပန်စီမြောက်တွေကိုလိုက်လံဖမ်းဆီးနေကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကမြောက်တွေကိုလိုက်လံဖမ်းဆီးပြီးမြို့ပေါ်မှာရှိတဲ့တိတ်ပန်စမ်းတက်ခန်းတွေကိုလူသားကျိုးအတွက်အန္တရာယ်ရှိတဲ့စမ်းသပ်မှုတွေကိုလုပ်ဖို့ရောင်းချကြတာပဲဖြစ်ပါတယ်။အဲဇိုင်းမာယောဂါကိုကုသနိုင်မဲ့ဆေးတစ်မျိုးဖန်တီးဖို့စ조사နေတဲ့တိတ်ပန်ပညာရှင်ဒေါက်တာဝီလီနဲ့ဆက်တင်ပါတယ်။သူ့ဖခင်ဟာအဲ့ဒီယောဂါကိုခံစားနေရတာကြောင့်သူဟာအလွန်မင်းစ조사ခဲ့ပါတယ်။9 နှစ်ကြာသူတေသနလုပ်ပြီးနောက်မှာတော့အဲဇိုင်းမာယောဂါကုသနိုင်တဲ့ဆေးတစ်မျိုးကိုအောင်မြင်စွာတီထွင်နိုင်ခဲ့ပါတော့တယ်။လူသားတွေအပေါ်မဆန်းသက်ခင်မှာသူဟာချင်ပန်စီမြောက်တွေအပေါ်အရင်ဆန်းသက်ခဲ့ပြီးရလတ်ကအံ့ဩစရာကောင်းလာပါတယ်မြောက်တွေဟာဖေဒီတွေကိုပါဖြည့်ရှင်းနိုင်နေပြီးလူသားတွေကဲ့သို့စဉ်းစားတွေးခေါ်နိုင်နေတဲ့အထိဉာဏ်ရည်မြင့်မားလာကြပါတယ်ဝီလီကထိုရလတ်အတွက်အလွန်ပျော်ရွှင်သွားပြီးလူသားတွေအပေါ်ဆန်းသက်မှုပြုလုပ်ချင်လာပါတော့တယ်ကုမ္ပဏီဒါရိုက်တာတွေရဲ့အရှိမသူ့ရဲ့သူတေသနာရလတ်တွေကိုချက်ပြခဲ့ရမှာတော့အားလုံးကလွန်သဘောကျသွားခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်ထားတဲ့ကံဆိုးမှုတစ်ခုကရုတ်တရက်ရောက်လာပါတယ်ဆရာဝန်တယောက်ကစမ်းသက်ခံမြောက်တစ်ကောင်ကိုအခြားခန်းတစ်ခုစီကိုပြောင်းရွှေ့ဖို့စ조사တဲ့အချိန်မှာပဲသူကရုတ်တရက်သူတေသနာပြုလုပ်နေတဲ့ဆရာဝန်တယောက်ကိုတိုက်ခိုက်ပြီးစတင်ထွက်ပြေးသွားကစမ်းသက်ခန်းတစ်ခုလုံးကိုလည်းရုတ်တဲတဲဖြစ်သွားပါတယ်ထို့နောက်စီဝေးခန်းထဲကိုပါဝင်ရောက်လာတာကြောင့်ဘယ်သူမှထိန်းချုပ်လို့မရတော့ပဲနောက်ဆုံးမှာတော့လုံခြုံရေးဝန်ထမ်းတဦးကထိုမြောက်ကိုပြစ်တက်လိုက်ရပါတော့တယ်မြောက်တကောင်တေဆုံးသွားတာနဲ့အတူဝီလီရဲ့စမ်းသပ်မှုတွေကိုရပ်ဆိုင်းလိုက်ကြပါတယ်သူ့ရဲ့အထက်လူကြီးတွေကဒီဆေးဟာရန်လိုစိတ်ဖြစ်စေတယ်လို့ယူဆပြီးလူသားတွေအပေါ်စမ်းသပ်ခွင့်ကိုလည်းညှင်းပယ်လိုက်ကြပါတော့တယ်ဝီလီဟာအလွန်စိတ်ပြတ်သွားပြီးသူနှစ်ပေါင်းများစွာစ조사ခဲ့သမျှအလဟတ်သက်ဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့ဖျန်းဆိုတဲ့လက်ထောက်ဖြစ်သူကအမှန်တရားတစ်ခုကိုပြောပြပါတော့တယ်မြောက်ဟာဆေးကြောင့်ရန်လိုလာတာမဟုတ်ပဲကလေးမွေးထားတာကြောင့်ဖြစ်ပါတယ်အလုသမားတွေကမိခင်နဲ့ကလေးကိုတနေရာစီခွဲဖို့စ조사ချိန်မှာထိတ်လန့်သွားပြီးတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်ကုမ္ပဏီကစမ်းသက်ခံမြောက်အားလုံးကိုတက်ပစ်ဖို့အမိန့်ပေးခဲ့ပြီးမွေးကင်းစမြောက်ကလေးတစ်ကောင်ပဲကြံခဲ့ကြောင်းကိုပါပြောပြလာပါတယ်ထို့ကြောင့်စမ်းသက်ခံမှာဆက်ထားဖို့မဖြစ်နိုင်တော့တာကြောင့်ဝီလီကမြောက်လေးကိုရှိုးဝှက်စွာပဲအိမ်ကိုခေါ်သွားခဲ့ပါတော့တယ်အိမ်တို့ရောက်ရှိသွားတော့ဖခင်ကတွေးရှိသွားခဲ့ပြီးမြောက်လေးရဲ့နမီကိုပါစီဇာလို့နမီပေးခဲ့ပါတယ်3 နှစ်ကြာမှာတော့စီဇာဟာဝီလီနဲ့သူ့ဖခင်ဖြစ်သူတို့နဲ့အတူကြီးပြင်းလာခဲ့ပြီးစီဇာဟာတာမန်မြောက်တကောင်မဟုတ်ပဲစာဖတ်တာတွေလက်ဟန်ပြပါတာစကားနဲ့ဆက်သွယ်တက်လာပြီးချက်ကစားနဲ့ကိုပါကောင်းကောင်းစောတက်နေပြီလေဖြစ်ပါတယ်သူ့ရဲ့မြန်ရည်ကလူသားကလေးငယ်တယောက်နဲ့တန်းတူရှိနေပြီလေဖြစ်ပြီးကြွားကြားချက်ရည်လို့စကားမပြောနိုင်သေးတာပဲရှိပါတယ်တစ်ဖက်မှာတော့ဝီလီရဲ့ဖခင်ဟာအဲဇိုင်းမာယောဂါပုံမိုဆိုးရွားလာပြီးတူနာပြုတ်ကအိမ်မှာဆက်လက်ဆောင်ရှောက်ဖို့မဖြစ်နိုင်တော့တဲ့အတွက်ဆေးရုံတင်ကြောင်းပြောပါတယ်အလွန်စိတ်ပူနေတဲ့ဝီလီကတော့အန်ဒီရယ်ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်သူဟာမြောက်တွေအပေါ်ဆန်းသက်ခဲ့တဲ့ဆေးကိုပဲကုမ္ပဏီကနေခိုးယူခဲ့ပြီးဖခင်ဖြစ်သူရဲ့ယောဂပြောက်ဖို့အတွက်ဆေးကိုထိုးပေးခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ဆေးရဲ့အစွမ်းကြောင့်အံ့ဩစရာတစ်ခုဖြစ်ပေါ်လာပါတယ်ဖခင်ဖြစ်သူရဲ့အဲဇိုင်းမာယောဂါဟာလုံးဝပြန်လည်ကောင်းမွန်သွားပြီးအရင်ကလိုဆန်းရကိုတောင်ပြန်တီးနိုင်လာခဲ့ပါတယ်ဝီလီကတော့ဖခင်ဖြစ်သူပြန်လည်ကျန်းမာလာတာကိုမြင်ပြီးအလွန်ဝမ်းသာနေပါတော့တယ်ဒီနေ့မှာတော့စီဇာဟာအပြင်မှာကလေးတွေဆက်ပိန်းစီးနေတာကိုမြင်ပြီးဆက်ပိန်းကိုဆက်ဆုချင်လာတာကြောင့်အိမ်နီးချင်းတယောက်ရဲ့အိမ်ထဲကိုတိတ်ဆိတ်ဝင်သွားခဲ့ပါတယ်ဒါပေမဲ့အိမ်ပိုင်ရှင်ကမြင်သွားပြီးဘစ်ဘော်တို့ကိုကန်ကာစီဇာကိုရိုက်နှက်ပါတော့တယ်ခံကောင်းစွာနဲ့ဝီလီနဲ့သူ့ဖခင်ကအချိန်မီရောက်လာခဲ့ပြီးဝီလီကစီဇာဟာဘသူ့ကိုမှထိခိုက်စေချင်တာမဟုတ်ပဲကစားချင်ရုံသာဖြစ်ကြောင်းရှင်းပြဖို့စ조사ပါတယ်ဒါပေမဲ့အိမ်နီးချင်းကဒေါသတွေထွက်နေပြီးဒီမြောက်ကငါးကလေးတွေကိုအန္တရာယ်ပေးနိုင်တဲ့နောက်တစ်ခါထပ်မြင်ရင်တက်ပစ်မယ်လို့အော်ဟစ်ပြောဆိုလိုက်ပါတယ်တိုက်ခိုက်မှုကြောင့်စီဇာထိခိုက်ဒဏ်ရာရသွားတဲ့အတွက်ဝီလီကတိရစ္ဆာန်ယုံထဲရှိဆေးကန်းတစ်ခုကိုတွားရောက်ပြသခဲ့ပါတယ်ဒေါက်တာကေယိုလိုင်းကစီဇာကိုစစ်ဆေးပေးနေပြီးထိုအချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စီဇာကိုအံ့အားသင့်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့စီဇာဟာလက်ဟန်ပြပါတာစကားနဲ့ဝီလီကိုဆက်သွယ်နေခဲ့လို့ဖြစ်ပါတယ်။ဒေါက်တာကေယိုလိုင်းလည်းစီဇာနဲ့ရင်းနှီးသွားခဲ့ပြီးဝီလီရဲ့အိမ်ကိုမကြာခဏလာလဲတက်လာပါတယ်။သူမကစီဇာဟာအမြဲတမ်းအိမ်ထဲမှာပဲနေပြီးပြတ်တင်းပေါက်ကနေပြင်ပကဘာကြီးကိုငေးကြည့်နေရတာကိုသတိထားမိသွားပြီးကေယိုလိုင်းကဝီလီကိုမြို့နယ်အနီးနားမှာရှိတဲ့တစ်တော်တစ်ခုစီကိုခေါ်သွားဖို့အကြံပေးပါတယ်။စီဇာကထိုတစ်တော်ထဲရောက်သွားချိန်မှာတော့တဘာဝလတွေနဲ့တစ်ပင်တစ်တော်တွေကိုအလွန်နှစ်သက်သွားခဲ့ပြီးအချိန်တွေလည်းတဖြည်းဖြည်းကုန်ဆုံးလာခဲ့ပါတယ်။အဲဒီလိုနဲ့နောက်နှစ်ကြာသွားခဲ့ပြီးနောက်မှာတော့ဝီလီနဲ့ကေယိုလိုင်းတို့ဟာလည်းချစ်သူတွေဖြစ်လာပြီးသူတို့နှစ်ယောက်ကစီဇာကိုထိုတစ်တော်ကြီးစီကိုလည်းမကြာခဏခေါ်သွားလိမ့်ရှိပါတယ်။ဒီနေ့မှာတော့သူတို့ဟာကျိုးနဲ့ချီထားတဲ့ခွေးတစ်ကောင်ကိုခေါ်လာတဲ့မိသားစုတစုနဲ့တွေ့ပါတော့တယ်။စီဇာကလည်းသူ့ကိုယ်ပေါ်ကကျိုးကိုကြည့်လိုက်ပြီးလက်ဟန်ပြပါတာစကားနဲ့ကျွန်တော်ကအိမ်မွေးတိရစ္ဆာန်လားလို့မေးလိုက်ပြီးဝီလီကမဟုတ်ကြောင်းနဲ့မင်းကငါသားတစ်ယောက်ဖြစ်တယ်လို့ပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့အရွယ်ရောက်လာတဲ့စီဇာဟာသူ့ရဲ့နေရာမှန်ကိုစတင်စဉ်းစားတက်လာတာကြောင့်သူ့ရဲ့အတိတ်ကမိခင်เจ้าကိုသိကျင်လာပါတော့တယ်ဝီလီကလည်းစီဇာကိုစမ်းသက်ခန်းစီခေါ်သွားပြီးအမှန်တရားအလုံးကိုပြောပြခဲ့ပါတယ်သူမိခင်ဟာစမ်းသက်ခန်းစီကိုခေါ်ဆောင်ခံခဲ့ရပြီးအထူးပြုလုပ်ထားတဲ့ဆေးတစ်မျိုးကိုထိုးပေးခံခဲ့ရတာကြောင့်စီဇာဟာလည်းပဲဉာဏ်ရည်မြင့်မားလာတာဖြစ်ကြောင်းရှင်းပြပါတယ်ထို့အပြင်စီဇာကလည်းစမ်းသက်ခန်းထဲမှာပဲမွေးဖွားခဲ့ကြောင်းနဲ့သူမိခင်တည်ဆုံးသွားပြီဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်အဲ့ဒီအခါမှာတော့စီဇာလည်းအားလုံးကိုနားလည်သွားပါတော့တယ်တစ်ဖက်မှာတော့ဝီလီရဲ့ဖခင်ဟာအဲဇိုင်းမာယောဂါပြန်လည်ဆိုးရွားလာခဲ့ပါတယ်အရင်ထိုးပေးခဲ့တဲ့ဆေးကယောဂါကိုကြာရှည်ထိမထားနိုင်တာကြောင့်ဖြစ်ပြီး
ဒီနေ့ဝီလီအိမ်မှာမရှိချိန်သူ့ဖခင်ဟာယောဂဖောက်လာကအိမ်ပြင်ကိုထွက်သွားပါတော့တယ်အပြင်ဘက်မှာရှိတဲ့အရင်တုန်းကစီဇာကိုရိုက်ခဲ့တဲ့အိမ်နီးချင်းဖြစ်သူရဲ့ကားပေါ်ကိုတက်သွားခဲ့ပါတယ်လီဘာကိုနင်းမိယာကနေပဲမရော့စ်တစ်ခုဖြစ်သွားခဲ့ပြီးထိုအိမ်နီးချင်းကဒေါသထွက်သွားကသူကိုပြစ်ဒဏ်ရှာပါတော့တယ်ဒါကိုပြတ်တင်းပေါက်ကနေမြင်လိုက်တဲ့စီဇာကလည်းဒေါသကိုမထိန်နိုင်တော့ပဲအပြင်ကိုပြေးထွက်သွားပြီးအိမ်နီးချင်းကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ကလက်ချောင်းတစ်ချောင်းကိုပါကိုက်ဖြတ်ပစ်လိုက်ပါတော့တယ်ဒီဖြစ်အပျက်ကြောင့်ပဲတရားရုံးကစီဇာဟာမြောက်တကောင်ဖြစ်တာကြောင့်ဝီလီတို့နဲ့အတူနေထိုင်ခွင့်မပြုတော့ပဲတိရစ္ဆာန်ထိန်းသိမ်းရေးစင်တာတစ်ခုစီခေါ်သွားဖို့ကိုအမိန့်ချမှတ်လိုက်ပါတယ်စီဇာကမသွားချင်ပေမဲ့ဝီလီကဝမ်းနည်းစွာနဲ့ပဲစင်နာစီကိုလိုက်ပို့ခဲ့ပြီးသူ့ကိုအမြန်ပြန်လာခေါ်မယ်လို့လည်းဝီလီကကတိပေးလိုက်ပါတယ်ဝီလီရဲ့ဖခင်ချေနေကလည်းပိုဆိုးလာခါစီဇာကိုလည်းတွေ့ကျင်နေခဲ့ပြီးအိမ်ပြန်လာစေချင်နေခဲ့ပါတယ်ဒါကြောင့်ဝီလီကကုမ္ပဏီရဲ့ CEO ကိုသူပြုလုပ်ထားခဲ့တဲ့အချက်လက်တွေနဲ့ပိုပြီးအားကောင်းတဲ့ဆေးသစ်တီထွင်ဖို့ကိုခွင့်တောင်းလိုက်ပါတယ် CEO ကလည်းဝီလီရဲ့အချက်လက်တွေကိုသဘောကျသွားခဲ့တာကြောင့်ဆေးသစ်ဖော်ဆက်ဖို့ကိုသဘောတူလိုက်ပါတော့တယ်ဝီလီဟာအရင်ဆေးဖော်မြူလာကိုပြန်လည်ပြင်ဆင်ပြီးပုံမအားကောင်းတဲ့ဆေးသစ်တစ်မျိုးကိုဖန်တီးထားပြီးသားဖြစ်ပါတယ်ဆေးသစ်ကိုမြောက်တကောင်ပေါ်စမ်းသက်နေစဉ်မှာမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ဖျန်ကလင်ဆိုတဲ့ဝီလီရဲ့လက်ထောက်ဖြစ်သူဟာမက်မတက်ထားခဲ့တဲ့အတွက်ဆေးငွေကိုမတော်တဆရှူမိသွားပါတယ်ဆေးပေးခံရတဲ့မြောက်ကတော့အလွန်ဉာဏ်ရည်မြင့်မားလာပြီးလူတိုင်းကစမ်းသပ်မှုအောင်မြင်ပြီလို့ထင်နေကြပါတယ်ထို့နောက်ဝီလီနဲ့ကေယိုလန်တို့ဟာစီဇာကိုထိန်းသိမ်းရေးစင်တာမှာတွားတွေ့ကြပါတယ်ဒဏ်ရာတွေနဲ့လောင်အိမ်သေးသေးလေးထဲမှာပိတ်လောင်ခံထားရတဲ့စီဇာကိုမြင်ရတဲ့အခါဝီလီဟာအလွန်ဒေါသထွက်သွားခဲ့ပြီးဝန်ထမ်းတွေကဒီလိုထပ်ပြီးနှိပ်စက်အောင်မယ်ဆိုရင်ဒီနေရာကိုပိတ်ပစ်ရလိမ့်မယ်လို့ချိန်ချောက်ပါတယ်စီဇာကလည်းအိမ်ပြန်ချင်တယ်လို့တောင်းဆိုနေပေမဲ့ဝီလီကတော့တရားရုံးကခွင့်ပြုချက်မရမချင်းအိမ်ပြန်ခေါ်လို့မရဘူးလို့ပြောလိုက်ပါတယ်အိမ်ကိုပြန်ရောက်တဲ့အခါဝီလီရဲ့သူ့ဖခင်ဖြစ်သူခြေနေကပုံမဆိုးဝါလာနေတာကိုတွေ့ရပါတယ်ဆေးတစ်ကိုပေးချင်ပေမဲ့လည်းဖခင်ကညှင်းဆန်နေခဲ့ပြီးမနေ့ရောက်တော့သူ့ဖခင်လည်းတေဆုံးသွားခဲ့ပါတော့တယ်ဖခင်မရှိတော့တဲ့နောက်ဝီလီအတွက်စီဇာဟာသူ့အတွက်တူးတဲ့သောမိသားစုဝင်ဖြစ်တာကြောင့်စီဇာကိုအိမ်ပြန်ခေါ်လာဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်ဝီလီဟာထိန်းသိမ်းရေးစင်တာရဲ့မန်နေဂျာကိုငွေပေးကစီဇာကိုလွတ်ပေးဖို့ပြောပါတော့တယ်ဒါပေမဲ့လောင်အိမ်တကားဖွင့်ပေးလိုက်တဲ့အခါစီဇာကတကားကိုပြန်ပေးလိုက်ပြီးသူဟာအလွန်နာကျင်ခံစားနေခဲ့ရကဝီလီကသူ့ကိုဆွန့်ပစ်ခဲ့တယ်လို့ယူဆနေခဲ့ပါတယ်စိတ်မကောင်းဖြစ်နေတဲ့စီဇာကဝီလီကိုခွင့်မလွတ်နိုင်ပဲလောင်အိမ်ထဲကနေထွက်ဖို့ကိုညှင်းဆန်နေလိုက်ပါတယ်နောက်တစ်ခါမှတော့ဖျန်ကလင်ဟာစမ်းသက်ခန်းထဲကဆေးငွေတွေကိုရှူမိထားပြီးနောက်နေမကောင်းဖြစ်လာကအခြေအနေဆိုးနေတဲ့အတွက်အလုပ်ကိုလည်းနှစ်ရက်ခွင့်ယူထားပါတယ်ပြီးနောက်ဝီလီရဲ့အိမ်ကိုအကူအညီတောင်းဖို့ရောက်လာခဲ့ပေမဲ့ဝီလီကတော့အိမ်မှာရှိမနေခဲ့ပါဘူးအဲ့ဒီအချိန်အိမ်နီးချင်းကဖျန်ကလင်ကိုလာရောက်မေးမြန်းချိန်မှာတော့သူဟာရုတ်တရက်ချောင်းဆိုးလိုက်ပြီးအိမ်နီးချင်းပေါ်ကိုတွေးများဖိတ်ဆင်သွားခဲ့ပါတယ်နောက်တနေ့မှာတော့ဖျန်ကလင်ရဲ့အိမ်ကိုအိမ်ရှင်ဖြစ်သူကရောက်ရှိလာပြီးအိမ်ထဲကိုဝင်ရောက်ခဲ့ရမှာတော့ဖျန်ကလင်ရဲ့အလောင်းကိုတွေ့ရှိသွားခဲ့ပါတယ်ဒီအဖြစ်အပျက်ကဆေးဟာမြောက်တွေအပေါ်မှာကောင်းကောင်းကြီးအလုပ်လုပ်ပေမဲ့လူသားတွေအတွက်တော့တည်စေနိုင်တဲ့အစိတ်တစ်မျိုးဖြစ်ကြောင်းသက်သေပြလိုက်တာပဲဖြစ်ပါတယ်စီဇာကအခြားမြောက်တွေဟာသူလိုမျိုးဉာဏ်ရည်မမြင့်သေးတာကိုတတိထားမိခဲ့ပြီးသူတို့အကူအညီလိုအပ်နေကြောင်းနားလည်လာကထွက်ပြေးပုံကံရန်အတွက်အစီအစဉ်တစ်ခုချမှတ်လိုက်ပါတယ်အဲ့ဒီညမှာစီဇာဟာလာရောက်လေပတ်သူတယောက်ကိုလှည့်စားကလောင်အိမ်နီးကိုခေါ်ဆောင်ပြီးတိုက်ခိုက်ခြင်းရောင်ဆောင်ခဲ့ပါတယ်ထို့ကြောင့်လာရောက်လေပတ်သူစီကဓာတ်တစ်ချောင်းကိုခိုးယူနိုင်ခဲ့ပါတယ်ထို့နောက်တကိုင်းချောက်တွေနဲ့ဓာတ်ကိုတွဲချီပြီးတော့ကိုဖွင့်ကအမောင်ထုကိုအခွင့်ကောင်းယူပြီးထွက်ပြေးသွားခဲ့ပါတယ်ဝီလီရဲ့အိမ်စီကိုတိတ်ဆိတ်သွားရောက်ခဲ့ပြီးအဲဇိုင်းမာယောဂအတွက်ဆန်းသက်ဆေးဖြစ်တဲ့ဆေးတွေကိုခိုးယူခဲ့ပါတယ်ဆေးကိုရရှိပြီးနောက်စီဇာဟာစင်နာကိုပြန်လာပြီးဆေးဘူးထဲရှိတက်ငွေများကိုတခန်းလုံးပြန့်နှံ့စေခဲ့ပြီးမြောက်တွေအားလုံးလည်းအဲ့ဒီတက်ငွေတွေကိုရှူမိသွားကြပါတယ်နောက်တစ်နေ့နက်ရောက်တော့မြောက်အားလုံးကစီဇက်လိုပဲမြန်ရည်မြင့်မားလာကြပြီးမြောက်တွေအားလုံးကိုဥဆောင်ကတော်လန်ပုံကံမှုကြီးဆက်တင်ပါတော့တယ်ရက်ဆက်ပြီးမြောက်တွေအပေါ်ကိုမကောင်းတဲ့စောင့်ရှောက်ရေးဝန်ထမ်းတစ်ယောက်ကစီဇာကိုလျှက်စစ်နဲ့တိုက်ခိုက်ဖို့ကြိုးစားပေမဲ့စီဇာကပြန်လည်ခုခံပါတယ်ထို့နောက်သူ့ဘဝတစ်လျှောက်လုံးမှာပထမဆုံးအကြိမ်ဖြစ်စီဇာကစကားပြောလိုက်ပါတယ်ဒီစကားတခွန်းကမြောက်အားလုံးကိုအံ့အားသင့်သွားစေခဲ့ပြီးစီဇာဟာလည်းမြောက်အားလုံးရဲ့ခေါင်းဆောင်ဖြစ်လာပါတော့တယ်စီဇာဟာအခြားမြောက်တွေကိုဥဆောင်ပြီးလူသားတွေရဲ့ထိန်းချုပ်မှုကနေလွတ်မြောက်ဖို့ဆက်တင်လှုပ်ရှားပါတော့တယ်သူတို့ရဲ့ပထမဆုံးရည်ရွယ်ချက်ကတော့စမ်းသက်ခန်းတွေနဲ့အကျဉ်းချထားတဲ့မြောက်တွေကိုကယ်တင်ဖို့ဖြစ်ပါတယ်စီဇာနဲ့သူ့အဖွဲ့ဟာစမ်းသက်ခန်းရှိရာနေရာစီကိုတွားရောက်ခဲ့ပြီးဖမ်းဆီးခံထားရတဲ့စမ်းသက်ခန်းမြောက်တွေအားလုံးကိုလွတ်ပေးခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့သူတို့ဟာတိရစ္ဆာန်ဥယျာဉ်တစ်ခုစီတွားရောက်ပြီးဂေါ်ရီလာတွေနဲ့အခြားမြောက်မျိုးစုံကိုပါလွတ်ပေးခဲ့ကြပြီးသူတို့အဖွဲ့ကိုပူးပေါင်းစေခဲ့ပါတယ်အချိန်တိုအတွင်းမှာပဲစီဇာနဲ့သူ့ရဲ့ရဲဘော်ရဲဘက်တွေဟာအင်အားကြီးမားတဲ့တပ်ဖွဲ့တစ်ခုအဖြစ်ပြောင်းလဲသွားပါတော့တယ်တစ်ဖက်မှာတော့ဝီလီကစီဇာထွက်ပြေးသွားပြီဆိုတာသိလိုက်ရပြီးသူ့ကိုရှာဖို့အမြန်ဆုံးလိုက်လာပါတယ်စီဇာရဲ့ရည်မှန်းချက်ကသူပျော်ရွှင်ခဲ့ရတဲ့တစ်တော်ကြီးစီကိုတွားဖို့ဖြစ်ကြောင်းဝီလီကရိတ်ဆားမိတာကြောင့်အဲ့ဒီနေရာကိုတန်းသွားခဲ့ပါတယ်ဒါပေမဲ့မြောက်တပ်ဖွဲ့ကတစ်တော်ရှိရာနေရာစီချီတက်နေတဲ့အချိန်မှာရဲတပ်ဖွဲ့နဲ့အပြင်းထန်ထိတ်တိုက်တွေ့ဆုံရပါတော့တယ်ဂိုးဒန်ဂိတ်လို့ခေါ်တဲ့တရားပေါ်မှာရဲတွေကလမ်းတွေပိတ်ဆို့ထားပြီးတင်းနဲ့အင်အားလူအင်အားပြည့်စုံနဲ့စောင့်ကြိုနေကြပါတယ်ကောင်းကင်ပေါ်မှာလည်းရဟတ်ယာဉ်တစ်စီးကပြန်ဝဲနေပြီးမြောက်တွေကိုဖမ်းဆီးဖို့ကြိုးစားနေကြပါတယ်
ဒါပေမဲ့စီဇာရဲ့ဉာဏ်ရည်နဲ့ခေါင်းဆောင်မှုစွမ်းရည်ကြောင့်မြောက်တွေဟာလူသားတွေမမျှော်လင့်ထားတဲ့နေလန်းတွေနဲ့ပြန်လည်တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။တိုက်ပွဲကပုံမပြင်းထန်လာချိန်မှာဂေါ်ရီလာကြီးတစ်ကောင်ကစီဇာကိုကာကွယ်ဖို့သူ့အသက်ကိုစတေးခဲ့ပါတယ်။မတေဆုံးခင်နောက်ဆုံးချိန်အထိသူဟာစီဇာအတွက်တိုက်ပွဲဝင်သွားခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ရဲတပ်ဖွဲ့ကိုကြော်ဖြတ်နိုင်ခဲ့တဲ့စီဇာနဲ့မြောက်တပ်ဖွဲ့ဟာတစ်တော်ကြီးတဲကိုအောင်မြင်စွာရောက်ရှိသွားကြပါတော့တယ်။အဲ့ဒီနေရာဟာသူတို့အတွက်လွတ်လပ်မှုရဲ့တင်ကေတဖြစ်တယ်လို့အိမ်တစ်လည်းဖြစ်လာပါတော့တယ်။ဝီလီကစီဇာကိုနောက်ဆုံးအချိန်ဖြစ်တွေ့ဆုံပြီးသူနဲ့အတူအိမ်ပြန်လာဖို့ကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့စီဇာကသူ့ကိုဖတ်ထားပြီးတစ်သက်လုံးမမေ့နိုင်တဲ့စကားတစ်ခုပြောလိုက်ပါတယ်။အဲ့ဒီစကားဟာစီဇာကလူသားတွေရဲ့အုပ်ချုပ်မှုအောက်ကနေအပြီးတိုင်လွတ်မြောက်သွားပြီဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြနေခဲ့ပါတယ်။ဝီလီလည်းဝမ်းနည်းနေခဲ့ပေမဲ့စီဇာရဲ့ရွေးချယ်မှုကိုခွင့်ပြုပေးလိုက်ပြီးထွက်ခွာခွင့်ပေးလိုက်ပါတယ်။နောက်ဆုံးခန်းမှာတော့အဲဇိုင်းမာယောဂါကုသဆေးရဲ့အကျိုးဆက်ကလူသားတွေအပေါ်အလုံးမဖြစ်ခဲ့ပဲဘိုင်းယက်စ်တစ်ခုအဖြစ်သို့ပြောင်းလဲသွားပါတော့တယ်။ဝီလီရဲ့လက်ထောက်ဖြစ်သူဖျန်ကလင်ဆိုသူဟာဘိုင်းယက်စ်ကိုပထမဆုံးကူးစက်ခံရသူဖြစ်ပြီးအိမ်နီးချင်းဖြစ်သူကိုပါကူးစက်စေခဲ့ပါတယ်။ကူးစက်ခံထားရတဲ့အိမ်နီးချင်းဖြစ်သူကနိုင်ငံတကာလေယာဉ်ပေါ်တက်သွားခဲ့တာကြောင့်ကမ္ဘာတစ်ဝန်းလုံးကိုပါဘိုင်းယက်စ်ပြန့်နှံ့စေခဲ့ပါတယ်။